တရုတ်ပြည်သူသမ္မတယမအာစစ်နိုင်ငံတော်ကအာစစ်ပဲကြိုက်တဲ့သူတွေအတွက်ဆူဇူကီလူမစီ GSX-R 600R ကအာစစ်ထက်ပိုကျန်းပါတယ်1992ခုနှစ်မှာ Suzuki GSX-R 600R ကိုစတင်ထုတ်လုပ်ခဲ့ပြီးယခုလက်ရှိအချိန်ထိထုတ်လုပ်နေတုန်းဖြစ်ပါတယ်။ Suzuki လူမစီလို့ဖြစ်လာရတဲ့အကြောင်းရင်းကတော့ဒီနိုင်ငံနေထားနဲ့ပိုပစ္စည်းမဝင်တာကအဓိကပြဿနာဖြစ်သွားတာလို့ထင်ပါတယ်။ 999cc inline 4 engine ကိုအသုံးပြုထားပြီးမြင်းကောင်ရည်အားက124အထိထွက်ရှိမှာဖြစ်ပါတယ်။ အာစစ်ထက်မြင်းကောင်ရည်6များပါတယ်။တနအီကိုမိုင်160မြင့်ဆုံးမောင်းနေနိုင်မှာပါ။ဓာတ်ဆီတစ်ခါလန်ကိုတော့မိုင်40နဲ့45မိုင်ကြားထဲမောင်းနေနိုင်မှာဖြစ်ပါတယ်။ 0 to 100 km ကို3.2 စက္ကန့်နဲ့အရောက်တီးနိုင်ပါတယ်။ Yamaha Asit နဲ့ GSX-R 600R ကိုအလုံးစုံရှင်းရရင်တော့တူမတာကိုအတူပါပဲ GSX-R 600R ကအခုလက်ရှိအချိန်ထိထုတ်လုပ်နေပြီးတော့ဒါ Asit ကတော့ထုတ်လုပ်နေခြင်းမရှိတော့ပါဘူး2025 GSX-R 600R ဆိုင်ငယ်ဈေးကအခုမြန်မာငွေဈေးနဲ့ဆိုလို့ရှိရင်တော့3,900ဝန်းကျင်ကျတဲ့မှာဖြစ်ပါတယ်။အရင်မှငွေဈေးချီနေနေဆိုရင်တော့3,120ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။ကိုလိုမောက်ကစားမှာဖြစ်ပါတယ်။20ဝန်းကျင်ကနေ3,400ဝန်းကျင်ဒီဆိုင်ငယ်မျိုးစုံရှိပြီးတော့ဆိုင်မှာရှိတဲ့ဆိုင်ငယ်တွေကိုလည်းလဲထပ်ပြုလုပ်နိုင်ပါတယ်။ရန်ကုန်မှာဆိုမော်ဘီမြို့နယ်စပိုင်းမတိုင်နဲ့16မတိုင်ကြားမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတာစီ58လမ်း130 A ကြားမှာတည်ရှိပါတယ်။သိသိသိချင်းဆက်သွယ်မင်းမြန်းနေတယ်ဆိုလို့ရှိရင်တော့အခုမြင်နေရတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်သွယ်မင်းမြ